Hello အားလုံးပဲမင်္ဂလာပါရှင်မင်းဒီဒီဇိုင်းလေးပြပေးမယ်နော်ဒီပါရှင်အရင်ကိုချစ်စရာကောင်းတဲ့ဒီဇိုင်းလေးနော်မီမီတို့ဝတ်လိုက်ရင်လာပါရှင်ဒီမှာဖေးပြားလေးပါတယ်ရှင်ဒါလေးကပန်းရောင်လေးပေါ့နော်ဒီမျိုးလေးပါပန်းရောင်ပါရှင်သူ့အနိကလေးပြပေးမယ်နော်ဒီပုံလေးပါတစ်ဖက်ကဖဲပွင့်လေးပေါ့နော်တစ်ဖက်ကဖဲပွင့်လေးတစ်ဖက်ကတော့ပခုံးကျင်လေးပေါ့နော်သူရဲ့နောက်ကတော့ဒီမျိုးထုတ်ပြီးလေးပါရှင်ဒီလေးရရင်ချစ်စရာကောင်းတဲ့ဒီဇိုင်းလေးနော်ဒီဇိုင်းလန်းလန်းလေးဝစ်ချင်တော့မမေ့ရှူလာခဲ့နော်ဒါပန်းလေးပါရှင်ဒါလေးကစိမ့်ရောင်လေးပေါ့နော်ဒီစိမ့်ရောင်လေးလည်းအရန်ကနင်းထွက်တာပဲနော်အရောင်လေးကလေဒီမီနီကလေးပြပေးမယ်နော်သူ့ရဲ့ဖဲပြားလေးကဒီလိုလေးဖဲပြားလေးကဒီပုံလေးနဲ့ပုံစံလေးပါရှင်အရန်လာနော်တွားတာနောက်လေးကထုတ်ပြီးလေးနေပါရှင်သူကခမင်းစင်လေးကဒီလိုလေးပေါ့နော်ဒီပုံစံလေးလေးကအစိမ်းလေးဒါလေးကကြတော့မမင်းတို့ပန်းလေးပေါ့နော်ဒီလိုမျိုးရပါမယ်ရှင်ဒီနေ့လည်းကမင်းရှိမှာပဲလို့ရပါတယ်မမီရဲ့ရှစ်ဆိုလို့ရှိရင်ဒီလေးတွေအကုန်လုံး stock ချုပ်ပေးထားမယ်ပေါ့နော်ဆိုင်လာဝယ်တဲ့မမီလေးဆိုတစ်ခါကျရင်မရသွားဘူးပေါ့နော်မမီကကုန်သွားတဲ့ခါကျမရသွားတဲ့အတွက်ဒီခါကျတော့မမီကမထက်လေးဆိုရင် stock လေးတွေအကုန်ချုပ်ပေးထားမယ်ပေါ့နော်ပန်းလေးနဲ့အစိမ်းလေးနှစ်ရောင်ပါရှင်စိမ့်ရလဲစိမ့်လေးတစ်မျိုးလေးလာနော်ဆက်ဆက်ပန်းလေးရလဲပန်းဒီဇိုင်းလေးလာပါလိမ့်ရှင်မမီရဲ့ဖုန်းနံပါတ်က39949999ပါရှင်မမီကိုဖုန်းဆက်ပြီးလဲအော်လာတင်လို့ရတယ်လို့ဖုန်းဆက်ပြီးလဲမေးလို့ရတယ်ဘောက်စားနေလဲမေးလို့ရတယ်ပေါ့နော်မမီကဖုန်းလေးကဒီတစ်လုံးလေးရကြတော့အလုပ်လေးပဲသုံးတော့ပေါ့နော်မမီကဖုန်းနှလုံးတော့စီပါလိမ့်ရှင်ဒါပေမဲ့39949999လေးဝယ်ဆက်ပြီးမှပြီးတော့အလင်းမေးရင်လည်းတွေ့မှာဆိုလို့ပါရှင်ဒါလေးဆိုရင်မမီရှိမှာစိုက်ကအစုံရတယ်မမင်းရှိမှာလှသားနေပြီးတော့မှ12နှစ်ထိပေါ့နော်73နှစ်ဆိုရင်မမင်းကစမောစိုက်တယ်ရောက်သွားဆိုတော့လေနော်12နှစ်ထိရတယ်အဲ့ဒါစမောမီဒီယံလက် excel မမင်းစင်လေးလည်းမမင်းရှိမှာရတယ်ပေါ့နော်လက်ကားသေးလေးကကြတော့မမင်းကို CV မှာမေးဒါမှမဟုတ်မမင်းရဲ့ Viber မှာမေးပေးလို့ရပါတယ်မမင်းကမန္တလေးရပါရှင်မမင်းကမန္တလေးရပါအထက်လေးမှာရင်ဘယ်လောက်ကြာလဲဆိုတော့ပုံမှန်တော့မမင်းတို့ကလက်ကားသမားတွေအတွက်ဆိုလို့ရှိရင်နှစ်ပတ်ပေါ့နော်မင်းတို့ပေါ့အော်ဒါမှာတဲ့အရေးအတွက်ပုံမူတည်ပြီးတော့မှကြာချိန်ကြီးပြောပြပါမယ်တစုံချင်းလေးမှာရင်မိမိရှိမှ stock ရှိရင်တော့ချက်ချင်း delete ရပေးပါမယ်ရှင် stock မရှိဘူးဆိုလို့ရှိရင်တော့မင်းတို့တစ်ပတ်တော့စောင့်ရပါတယ်နော်ဒီတမားလေးစိမ့်လေးနဲ့ပန်းလေးပေါ့နော်စိမ့်လေးကစိမ့်လေးစိုးလာချင်းအရင်လာနော်ပန်းလေးကလည်းပန်းလေးပေါ့